လမ်းခွဲခြင်းကပေးတဲ့လွတ်မြောက်မှုဘယ်တော့မှပြန်မရနိုင်တော့တဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ချိန်တွေကိုသစ္စာဖောက်တယောက်အတွက်မင်းအကုန်အဆုံးခံခဲ့တယ်။အစိတ်အတောက်ဖြစ်နေမှန်းတိတိကြီးနဲ့အဲ့ဒီလူကိုပြုပြင်ပေးနိုင်မလားဆိုတဲ့မျှော်လင့်ချက်တစ်ခုနဲ့မင်းဆက်တွဲကနေမိခဲ့တာပါ။နောက်ဆုံးမှာတော့အဲ့ဒီလူကမပြောင်းလဲခဲ့ပဲမင်းကိုမင်းမဲပျောက်ဆုံးသွားခဲ့ရတယ်။တခြားလူနဲ့ပျော်ပါနေတဲ့သူကိုမင်းကဘာလို့များနာကျင်မှုတွေကြားကကဲတင်မှုစူးစမ်းနေခဲ့တာလဲ။မင်းပေးခဲ့တဲ့မြစ်တာတွေကသူ့အတွက်တော့အလကားရတဲ့အခွင့်အရေးတစ်ခုလိုဖြစ်နေခဲ့တာကိုမင်းသတိမထားမိခဲ့ဘူး။ကိုဂယုဆိုင်ဖို့ထက်သူ့ရဲ့ဖောက်ပြန်မှုတွေကိုဖုံးကွယ်ပေးဖို့ပဲမင်းအားစိုက်ခဲ့မိတယ်။ညာပေါင်းများစွာမအိပ်နိုင်မဲ့သူဘယ်သူနဲ့ရှိနေလဲဆိုတဲ့အတွေ့တွေကမင်းရဲ့စိတ်ကျမ်းမာရေးကိုတပြေးပြေးဝါမျိုးသွားခဲ့ပြီ။အမှန်တရားကိုသိနေရတဲ့မသိတရားဆောင်ပြီးခဲ့တာဟာသူ့ကိုချစ်လို့မဟုတ်ပဲမင်းကိုမင်းနှိပ်စက်နေခဲ့တာပါ။ဒီလောက်ဒီအနစ်နာခံပေးခဲ့ရင်တော့သူနောင်နာရလာလိမ့်မယ်လို့မင်းရိုးသားစွာယုံကြည်ခဲ့တယ်။မင်းရဲ့တန်မိုးတွေကိုခြေတော်တင်ပြီးသူ့ရဲ့အမားတွေကိုလိုက်ပြင်ပေးနေရတာဟာတကယ်တော့အဆုံးသတ်မရှိတဲ့လမ်းဟောင်းကြီးတစ်ခုပါပဲသူကတော့လမ်းသစ်တွေစီခုန်ကူးနေချိန်မှာမင်းကတော့အတိတ်ကနာကျင်မှုတွေထဲမှာပဲပိတ်နေခဲ့မိရပါမင်းရဲ့စေတနာတွေကသူ့အတွက်တော့တန်ဖိုးမရှိတဲ့အရာတွေဖြစ်နေကြတာကြာပါပြီကိုပြန်ကြည့်လိုက်တဲ့အခါမှန်တဲ့ကလူဟာမင်းနဲ့တောင်မတူတော့ပဲစိမ့်သက်နေတာကိုသတိထားမိလာလိမ့်မယ်သူများအတွက်ရှင်သန်ပေးရင်းနဲ့မင်းရဲ့ကိုယ်ပိုင်အယောင်တွေအားလုံးမိမ့်ပြောက်ကွယ်သွားခဲ့ရပြီအချစ်ဆိုတာပေးဆက်ခြင်းလို့မင်းကနားလည်ထားပေမဲ့ဒါဟာပေးဆက်ခြင်းမဟုတ်ပဲကိုဖျက်ဆီးနေရပါသူ့ရဲ့ဖုန်းထဲက message တွေနဲ့ဖောက်ပြန်မှုတပ်တွေကိုမြင်တွေ့ရတိုင်းမင်းရဲ့နှလုံးသားဟာအပိုင်းပိုင်းကွဲအပ်သွားခဲ့ရတယ်ဒါတော့မှမင်းကအားလုံးကိုခွင့်လွှတ်ပေးဖို့နဲ့သူ့ကိုလမ်းမှန်ပေါ်ပြန်ခေါ်ဖို့စ조사နေခဲ့မိသေးတယ်တစ်ဖက်လူကလမ်းမကိုတမင်ရွေးချယ်ထားတာဖြစ်လို့မင်းဘလောက်ပဲဆွဲသူပြန်လာမှာမဟုတ်ဘူးမင်းလက်တွဲထားတဲ့လက်တစ်ဖက်ကတခြားတယောက်ကိုပွေပတ်ထားမှန်းသိလိုက်ရတဲ့အချိန်ဟာကဘာပြက်တယ်လို့ခံစားခဲ့ရမှာပါအဲ့ဒီအချိန်မှာတော့မင်းကသူ့ကိုဆုံးရှုံးရမှာကြောက်လို့ကိုယ်တန်ရာတွေကိုဖုံးကွယ်ပြီးပြုံးပြနေခဲ့သေးတယ်။အဲ့ဒီအပြုံးကမင်းကိုပိုပြီးနာကျင်စေတယ်ဆိုတာမင်းအခုတော့သိလောက်ပါပြီ။လူတယောက်ကိုကယ်တင်မှုဆိုတာအဲ့ဒီလူကိုယ်တိုင်ကယ်တင်ခြင်းကိုလိုလားမှဖြစ်နိုင်မယ့်အရာမျိုးပါ။သူကဖောက်ပြန်ခြင်းအရာသာပြောမှုနေချိန်မှာမင်းရဲ့ကယ်တင်ခြင်းစိတ်တွေကအတိတ်ပဲမရှိရဲ့အလုပ်တစ်ခုလိုဖြစ်နေခဲ့တယ်။မင်းရဲ့အားအင်တွေကိုမင်းကိုတကယ်တမိုးထားတဲ့နေရာမှာပဲသုံးသင်တာပါ။အခုတော့မင်းသဘောပေါက်တယ်မီ။မင်းကယ်တင်ရမှာကအဲ့ဒီလူကိုမဟုတ်ပဲမင်းကိုမင်းမဲဖြစ်တယ်ဆိုတာကိုပါသူကမင်းကိုမချစ်တယ်လို့မင်းရဲ့တန်မိုးကိုလည်းဘယ်တော့မှနားလည်ပေးမယ်သူမဟုတ်ဘူးသူ့ဘဝထဲကမင်းထွက်ခွာလိုက်တာဟာရှုံးနေခြင်းမဟုတ်ပဲကိုပြန်ရှာတွေ့ရှိခြင်းပဲမနှက်ပြန်ကားစားပြီးသူ့အကြောင်းတွေကိုမေ့ပြလိုက်ဖို့နဲ့ကိုပြန်ချစ်ဖို့အားတင်းထားလိုက်ပါမင်းရဲ့အနာဂတ်မှာသစ္စာဖောက်တရားအတွက်နေရာမရှိပါစေနဲ့တော့မင်းဟာအခုထပ်ပိုကောင်းတဲ့ပိုပြီးတန်မိုးထားတဲ့မြစ်တာနဲ့ထိုက်တန်တဲ့သူတယောက်ပါဒီဗီဒီယိုလေးကမင်းရဲ့ရင်ထဲကခန်းစားချက်တွေနဲ့တိုက်ဆိုင်နေတယ်ဆိုရင်တခြားသူတွေလည်းအသိဝင်သွားအောင် share ပေးခဲ့ပါဦး။မင်းရင်ဆိုင်နေရတဲ့နာကျင်မှုတွေနဲ့အတွေ့အကြုံတွေကိုလည်းကိုယ့်မှတ်မှာရေးပေးခဲ့လို့ရပါတယ်။မင်းတယောက်တည်းမဟုတ်ဘူးဆိုတာအမြဲတမ်းရနေပေးပါ။